ဒီလိုပဲဖျားသခင်ရဲ့စာတွေကဖြတ်သိမ်းခံရဖို့ရလွန်ခဲရင်ပါလေသူဖျားသခင်ရဲ့စာတွေကိုဖျားစာလို့ပြောတော့ပေါ့အကျမ်းစာတွေပေါ့ဒါတွေဟာဆိုရင်တယောက်ယောက်ကပြန်လဲထိမ့်သိမ့်တဲ့ဒီမှာဖျားသခင်ကိုယ်တိုင်ထိမ့်သိမ့်ထားတယ်လူဆိုတာတနေ့တော့တည်မှာပဲဆိုပေမဲ့လည်းအသက်ကြီးလာရင်တော့တည်မင်းနဲ့ပုံနီးလာတာပေါ့လေတက်ငယ်တယ်ဆိုရင်တော့လူတွေကတည်မင်းအကြောင်းစဉ်းစားစရာမလိုဘူးပေါ့ကျွန်တော်လည်းငယ်တော့တည်မင်းအကြောင်းမစဉ်းစားခုလည်းအကောင့်ဖြစ်သိမ်းခံရတဲ့အခါမှာလွန်ခဲ့တဲ့3နှစ်ကဩဂုတ်လကနေပြီးတော့ရုပ်ပုံလွှာတချို့မှာကျွန်တော် DL Moody အကြောင်းစာရေးခဲ့ပါတယ်သူက DL Moody ဆိုတဲ့စာမတက်တော့ညာလဲသူဖះကိုတကယ်ပဲချစ်မြတ်လို့ပြီးဖះကိုယုံကြည်တဲ့သူအကြောင်းသူရဲ့ကလေးသာသနာလေးပြုပြီးတော့သူကြီးကားကိုမြို့ကြီးမီးလောင်သွားတဲ့ကတည်းကဘာမှသူ့ရဲ့သာသနာလေးအကုန်လုံးပြည့်စည်သွားတဲ့အခါမှာနယူးယောက်မြို့ကိုလူဘာမှမရှိဘဲနဲ့ခီးထွက်သွားတယ်အဲ့မှာနယူးယောက်မြို့ကတော့သူ့အကြောင်းသတင်းကြားတော့တင်းတော်တွေကသူ့ကိုဖိတ်ခေါ်တယ်စကားပြောရင်းကနေနောက်ဆုံးသူကနာမည်ကျော်ဧဝံဂေလိဆရာကြီးဖြစ်သွားတယ်ကျမ်းစာကျောင်းတွေဘွဲမရစာပညာဘွဲမရခဲ့တော့ညာလဲသူကဖះအကြောင်းကိုယုံကြည်ခြင်းရဲ့အကြောင်းအာဗြဟံတို့လည်းဘွဲရခဲ့ပုံမပေါ်ပါဘူးအာဗြဟံဣဇက်ယာကုပ်တို့ကတိယမှုရဲ့ကိုယ်တိုင်ကျမ်းစာလေ့လာနည်းဆိုတာသူကစာဖတ်စရာစာဖတ်နည်းပြီးတဲ့စာဖတ်ပြီးတော့လေ့လာတဲ့နည်းဖြစ်ပါတယ်သူကစာကိုဖတ်ပြီးကျမ်းစာကြောင်းတက်စရာမလိုဘဲနဲ့ကိုယ့်ဘာသာကိုမိကဲ့သို့လေ့လာမည်နည်းဆိုတဲ့အကြောင်းကျွန်တော်တို့ online အတူတူလေ့လာနေတဲ့ကျွန်တော်ရဲ့ဆရာတယောက်ရှိပါတယ်ရွှေပြည်သားမှာဆရာရန်လင်းစောသူလည်းအဲ့လိုကျမ်းစာကြောင်းမတက်ဘဲနဲ့ကိုယ်တိုင်လေ့လာနေဘီဂိတ်ထက်ပိုချမ်းသာသောသတင်းစာရောင်းသမားအကြောင်းဘီဂိတ်ဒီမှာလည်းအသက်80ကျတော့သူအကြောင်းကြောင့်ကွာရှင်းလိုက်တို့တို့ညာလဲတာသမီ3ယောက်သူတို့မြည်တွေလည်းရှိနေမှာပါလူဒါနတွေကိုမိမိစိတ်တိုင်းကျလူဒန်းနေကြတယ်မသိခင်ပိုင်ဆိုင်မှု90ရာခိုင်နှုန်း plug ဆိုတဲ့လူဒန်းရအဖွဲ့မှာသူတို့2ယောက်ပါဝင်ကြတယ်နောက်ဘီလီဂရမ်ရဲ့အသက်အရွယ်ရချိန်မှာသူကစာ post ခုရှိတယ်ဘီလီဂရမ်ရဲ့နောင်တတယ်ကျွန်တော်ကတော့ဘီလီဂရမ်နောင်တမဟုတ်ပါဘူးကျွန်တော်အတွက်ကတော့သူဘီလီဂရမ်မှာတက်ကြီးလာတဲ့အခါမှာကျန်းစာဖတ်ပြီးတော့ပျော်ရွှင်ဝမ်းမြောက်နေခြင်းနဲ့ဘုရားနဲ့နီးနေရခြင်းကိုသူကအအားပျော်တယ်ဆိုတဲ့အကြောင်းအဲ့ဒါကြောင့်ကျန်းစာကိုစောစီးစီးဒီလိုမဖတ်ခဲ့ရကောင်းလားဆိုပြီးနောင်တရတယ်လို့သူကရေးထားတယ်အမှားတော့မဟုတ်ပါဘူးတက်အကျူရောက်လာတဲ့အချိန်ကျတော့ငယ်စဉ်ကလူတော်တော်လေးတွာလာနိုင်ကြီးမရှိတော့ဘူးအဲ့ကြတော့သူ့ရဲ့အချိန်တွေအများကြီးကိုပိုနေတယ်အဲ့တော့ကျန်းစာကို TV တွေကြည့်နေမယ်အစားကျန်းစာပဲဖတ်တာလက်ဖက်ရည်ဆိုင်မှာထိုင်ပြီးတော့လေးကန်နေမယ်အစားကျန်းစာဖတ်ခြင်းအပြင်သူ့ရဲ့ဘဝပျော်ရွှင်ဝမ်းမြောက်ခြင်းတွေရရှိတယ်ဆိုတဲ့အကြောင်းဖြစ်တယ်နောက်တစ်ခုတော့တမန်တော်တွေမာတုရဖြစ်တမန်တော်တွေအကုန်လုံးဟာသူတစ်ပါးတက်ခံရပြီးတော့အာဇာနည်အဖြစ်တည်ဆုံးခဲ့ကြတယ်ဆိုတဲ့အကြောင်းဒါတမန်တော်တွေရဲ့တယောက်စီအကြောင်းမူလေတမန်တော်17ပါးသူကရှင်ပေါလုကအစရှင်ပေတရုလည်းကားတိုင်းစောက်ထိုးနေသေးတယ်အဲ့ဒါတွေပေါ့အဲ့ဒါတွေကိုဟေဘရဲ17အခန်းကြီး36နဲ့အခန်းငယ်36နဲ့39မှာရေးထားတယ်ချို့သောသူတို့သည်ကဲ့ရဲ့ရိုက်ပုတ်ခြင်းချီနှောင်ခြင်းခံရ၍ထောင်ထဲမှနေရသဖြင့်စုံစမ်းခြင်းကိုခံရကြ၏ကြောက်ခဲနှင့်ပြစ်ခြင်းလွှားနှင့်အပိုင်းပိုင်းဖြစ်ခြင်းစုံစမ်းနှောက်ယှက်ခြင်းဓာတ်လည်းနဲ့ကွက်မြက်ခြင်းကိုခံရကြ၏လွန်ဆင်းရဲလက်ညှင်းဆဲနှိပ်စက်ခြင်းကိုခံလျက်တိုး၏စိတ်၏ဝိလျက်လှဲ့လေရ၏ဤလောကသည်ထိုသူတို့နှင့်မထိုက်မတန်သူတို့သည်တောကျိုတောင်ကျမ်းဥမင်မြေတွင်းမှာပြောင်းလဲနေရသည်ထိုသူအပေါင်းတို့သည်ယုံကြည်ခြင်းအပြင်ချီးမွမ်းခြင်းတို့ရောက်တော်လဲဂရိတော်အတိုင်းအကျိုးကျေးဇူးကိုမခံရကြတဲ့သူတို့ဟာဒါမျိုးနေရတာကိုပျော်တယ်ဝမ်းမြောက်တယ်သူတွေကတော့သူတို့ကိုကြည့်ပြီးစိတ်ညစ်တယ်ဒါပေမဲ့လည်းသူတို့ကတော့ပျော်နေကြတယ်ဆိုတဲ့အကြောင်းပါခရစ်တော်အတွက်သူ့ရဲ့အသက်ကိုစွန့်လွတ်ထားတဲ့လူတွေအတန်လင်းဖေသူရဲ့စာအုပ်တော့ရှိပါတယ်အဲ့ group လည်းခုတော့မရှိတော့ပါဘူး online ပေါ်မှာသိထားရင်လည်းဒီနေ့တော့ပျောက်သွားနိုင်ပါတယ်မူရန် WhatsApp နဲ့ muran.com bamisbible.com ဆိုတာလည်းမရှိတော့ပါဘူးထိမ့်သိမ်းမှုရအတွက်ဤပညာလိုအပ်တယ်ဝေကြီးလည်းလိုအပ်ပါတယ်
နောက်ရန်ကုန်ကချင်နှစ်ချင်းအသင်းတော် YJH ရဲ့မြို့သားမိသားရအကြောင်း post လေးတင်ထားပါတယ်ကမ္ဘာဘာသာကြီးများအကြောင်းဆရာအေးမင်းအေဂျီအသင်းတော်ကရေးသားထုတ်ဝေတဲ့စာအုပ်ဖြစ်တယ်အဲ့မှာဝါဒများအကြောင်းဖြစ်တဲ့ communist တွေဘာသာမဲ့တွေဖျားဆုံးဝါဒတွေအကြောင်းတော့သူအဲ့ဒီစာအုပ်ထဲမှာမပါပါဘူးဒီချင်းမှာခရိယန်ဘာသာအစ္စလမ်ဘာသာဖျားမဲ့ဘာသာမဲ့ဝါဒတွေနဲ့အခြားဝိညာဉ်ရေးတွေဟိန္ဒူဘာသာဗုဒ္ဓဘာသာတန်ပေါင်း900စသဖြင့်အမျိုးမျိုးရှိနေကြပါတယ်အသက်ရှင်ခြင်းနဲ့တည်ခြင်းခန္ဓာတည်တော်လဲဝိညာဉ်မတည်ရန်အရေးကြီးပါတယ်တမန်ကျမ်းစာဟာခရိယန်ဘာသာရဲ့ခရိယန်ယုံကြည်ချက်ရဲ့အသက်ဖြစ်ပါတယ်ခရိယန်တယောက်အဖို့ Holy Bible ဆိုတဲ့တမန်ကျမ်းစာကိုဖတ်ရှုဖို့မမေ့သင့်ပါဘူးယေရှုခရစ်တော်ကျွန်တော်အတွက်အသေးခံတော်မူပြီဆိုတာလည်းကျွန်တော်တို့အမြဲစိတ်ထဲမှာထားရပါမယ်ဘုရားကျောင်းကိုနေအပတ်စဉ်တွားတဲ့အပြင်ယေရှုခရစ်တော်အကြောင်းကိုအမြဲအောက်မေ့တည်ရဖို့လိုပါတယ်နားထောင်သူအားလုံးကိုဘုရားသခင်ကောင်းချီးပေးပါစေ